လူအယောက်100စာအစားအသောက်တွေပေးလိုက်တဲ့အတွက်သူတပည့်တွေသာပြန်ကောင်းလိုက်ရင်ဒီစားသောက်ဆိုင်နဲ့တင်းမောကိုအသိမ်းခံရနိုင်တဲ့အကြောင်းဝိုင်းဝန်းဖြောင်းပြကြပါတယ်။ဒါပေမဲ့ Grand Line မှာရှုံးနေတာတဲ့သူတွေဖို့စိတ်မချောက်ကြပဲတက်ခိုက်ခြင်းစိတ်ရှိသေးရင်တော့လောက်ပါစေလို့ Zef ကခနဲ့လိုက်ပါတယ်။အရှိပင်လေပြားရဲ့အင်အားကြီးဆုံးဒွန်ခရီတောင် Grand Line ကနေထွက်ပြေးလာရတဲ့ဆိုတဲ့အကြောင်းကြားလိုက်ရတဲ့အတွက်ထူးထူးဆန်းဆန်းလူဖီတောင်မှအံ့ဩသွားခဲ့ပြီးဒွန်ခရီကလည်းစိုင်ပိုင်ရှင်ကဟိုအရင်ချင်းနီ Zef လို့ကြော်ကြားခဲ့တဲ့ပြိုင်မကင်းစဖို့မှုပင်လယ်တပြားကြီးဖြစ်တဲ့အကြောင်းမှတ်မိသွားခဲ့ပါတယ်။အရှင်ကဆိုရင်တိုက်ပွဲတိုင်းမှာလက်ကိုမသုံးမဲ့6တောင်းနဲ့ကြီးတက်ခိုက်ခဲ့တဲ့ချင်းနီ Zef ရဲ့ကန်ချက်တွေဟာကြောက်တုံးကိုခွဲတမန်နီကိုပင်အောင်ထိတမန်ခဲ့တာဖြစ်ပြီးသူ6တောင်းမှာအမြဲသွေးစွန်းနေရကြောင်းလေချင်းနီ Zef လို့ကြော်ကြားခဲ့တာဖြစ်ပေမဲ့အခုတော့ဒုက္ခိတဘဝရောက်နေရကြောင်းစဖို့မှုအဖြစ်အသက်မိုးရန်ကြောင်းနေရပဲလို့ဒွန်ခရီကလည်းအတိတ်ကအကြောင်းတွေကိုစွပေးလိုက်ပါတယ်။တချင်ကချင်းနီဇက်ဟာ Grand Line နဲ့ကိုဝင်ပြီးဘေကင်းစွာပြန်ထွက်နိုင်တဲ့အထိအင်အားကြီးခဲ့တာကြောင့်ဒွန်ခရီကအဲ့ဒီခရီးစဉ်ကိုဖတ်တန်းတင်ထားတဲ့စာအုပ်သူ့ကိုပေးဖို့6တောက်တစ်ဖက်မရှိတော့တဲ့ပင်လယ်သမားဟောင်းကြီးကိုချင်းချောက်တောင်းရန်လိုက်ပါတယ်။ Zef ကတော့အဲ့ဒီမှတ်တမ်းစာအုပ်ကသူ့နဲ့တချင်ကသူ့ဖွဲ့သားတွေရဲ့ဂုံတိတ်ခါပြစ်လို့ပေးဖို့ညှင်းဆန်တဲ့အတွက်ဒွန်ခရီကအင်အားသုံးပြီးယူဖို့နဲ့အဲ့ဒီအချက်လက်တွေကိုသာရရင် Grand Line ကိုနောက်တစ်ခေါက်အုပ်စိုးဖို့ကြိုးစားမှဖြစ်ပြီး One Piece ကိုလည်းသူ့ရဲ့စစ်တပ်နဲ့အရာယူမှဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။ဒါမျိုးဆိုရင်တေးသေးမခံတဲ့လူဖီကလည်းသူကသာပင်လယ်သမားဘရင်ဖြစ်လာမယ်သူမို့လို့သူပဲ Grand Line ကိုအုပ်စိုးမှဖြစ်တဲ့အကြောင်းထပြောတဲ့အတွက်အားလုံးကလည်းပကံဆေးရဲ့တောက်တုံမရကောင်လေးကိုဒွန်ခရီမတက်ခင်ဝိုင်းထားကြပါတယ်။ဒွန်ခရီကတော့သူ့လိုလူအယောက်9000ပါတဲ့တင်မောတွေတောင်900အတွင်းအကုန်ပျက်စီးသွားတာဖြစ်လို့ပြောင်ဆက်ငချိုလေးတယောက်ကအဲ့လိုနဆိုးရဲ့နေမြေကိုဖျက်ဆီးမှုဆိုတာကမဖြစ်နိုင်ပဲလာနောက်မနေနဲ့လို့အသေးအတန်ထပြောလိုက်ပါတယ်။လူဖီကတော့နည်းနည်းလေးမှနောက်မဆုတ်တဲ့အတွက်ဒွန်ခရီကလည်းတိတ်တော့မဲ့အချိန်ဇိုရိုနဲ့ဥဆုကလည်းသူတို့ကပ်ပလိန်အနောက်မှာအသိရှိနေကြပေမဲ့လူဖီကတော့ဝင်မပါပဲဒီတိုင်းရက်ကြည့်နေလို့ပြောထားလိုက်ပါတယ်။အဖွဲ့ကလူလေး2ယောက်နဲ့တပိုင်းပဲရှိသေးရဖြစ်လို့ဒွန်ခရီကတော့လှောင်နေပေမဲ့လူဖီကသူ့မှာနောက်ထပ်အဖွဲ့သား2ယောက်ရှိသေးရဲ့အကြောင်းစမ်းကြီးကိုပါထက်တွက်လိုက်ပါတယ်ဒွန်ခရီကလူဖီလောက်တော့သူ့အသားလေးဒင်းနိုင်နေလို့ထင်နေပေမဲ့အနားမှာနာမည်ကြီးချင်းနီ Zef ရှိနေရကြောင်းလည်းမစင်မကျင်တော့မလုပ်ရတဲ့အတွက်သူ့အဖွဲ့သားတွေကိုအစာသွားချင်းနေအောင်မသိကျင်တဲ့သူကြိုပြီးထွက်သွားဖို့ပြောခဲ့လိုက်ပါတယ်အပြင်မှာကြံခဲ့တဲ့ဂျူနီနဲ့ယူဆာကူကလည်းနာမည်တစ်ခုခုထူးဆန်းနေရကိုတတိထားမိလိုက်ကြပြီးဂင်းကတော့သူ့ကပလိန်ကိုခေါ်လာမိရတဲ့တောင်းမှန်မိမယ်ဒီစားတော့ဆိုင်မှာရှိတဲ့စဖူမူတိုင်းကကိုမန်မန်ထင်ရကိုလောက်တက်ကြတဲ့ကောင်တွေဖြစ်လို့တောင်းမှန်မှုမလိုတဲ့အကြောင်း Zef ကဝင်ပြောလိုက်ပါတယ်အားလုံးကတော့အခုလိုဖြစ်ရတာစမ်းကြည့်ကြမို့လို့ကာပြီးမပြောပေးဖို့တော့ဝိုင်းထားကြပေမဲ့ Zef ကတော့ကျေပြောလာတဲ့ပင်လယ်ပြင်ကြီးထဲမှာရေမရှိအစာမရှိပဲကြောက်ဖို့ကောင်းလောက်အောင်ဗိုက်စားတဲ့တန်ကိုတခြားသူတွေကမခံစားဘူးကြပေမဲ့စမ်းကြည့်ကတော့အဲ့ဒုက္ခကိုကောင်းကောင်းနားလည်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒါကြောင့်ပွားစီလုပ်ချင်ဒီဆိုင်ကနေချက်ချင်းလေးဖို့ထပ်ပြောလိုက်ပြီးသူတို့တွေ့တာတဲ့ဒီစားသောက်ဆိုင်ကိုကာဝယ်ဖို့ဒီနေရာမှာတက်ခတ်ရင်နေကြဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဂင်းကတော့အန်နီယများနဲ့ဒွန်ခရီကိုရေမဆိုင်ကြဖို့ပြောနေရကြောင်းဗိုက်စားနေတဲ့သူကိုအစာကျွေးဖို့ကသူ့ခံယူချက်ဖြစ်ပေမဲ့လည်းအကောင်တွေကိုတီးဖို့လိုလာရင်တော့တီးမှဖြစ်ပြီးဒီစားသောက်ဆိုင်ကိုရဲချတဲ့လူကဂင်းဆိုရင်တော့သူ့လက်တော့မနေပဲတက်ပြတ်မှဖြစ်တဲ့အကြောင်းစမ်းကြီးကအထာတကြသတိပေးလိုက်ပါတယ်လူဖီကလည်းဂင်းရောက်ခဲ့ဆိုတဲ့ Grand Line အကြောင်းလည်းလောက်ဆက်ဆုပ်လိုက်ပြီးဂင်းကတော့သူတို့တွေ Grand Line ထဲကိုရောက်တဲ့9ရက်မြောက်နေ့မှာတင်မောအစီ90လုံးကလူတယောက်တည်းရဲ့လက်ချက်နဲ့ချေမုန်းခံလိုက်ရတာဖြစ်တဲ့အကြောင်းသူမယုံကြည်နိုင်ဖြစ်နေတဲ့ကိစ္စကိုပြောပြလိုက်ပါတယ်အဲ့လူသူတို့ကိုတိုက်ခိုက်နေအောင်မုံတိုင်းတိုက်လာတဲ့အကြောင်းကကန်ကောင်းထောက်မဆွာနဲ့ပင်မတင်မောတစီးနဲ့လွတ်လာခဲ့တာဖြစ်တဲ့အကြောင်းနဲ့သူ့မှာဆူရှားတဲ့သိငယ်မျက်လုံးတွေလည်းရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့စကားကြောင့်ဆိုလိုကလည်းသူလိုက်ရှာနေတဲ့သူမှတိသွားခဲ့ပြီး Zef ကလည်းဂင်းပြောတဲ့စကားအရတယောက်ပဲဖြစ်နိုင်တဲ့အတွက်သူ့အိတ်နေရာကိုနှောက်ယှက်မိလို့များတိုက်ခိုက်ခဲ့ရလားလို့စနောက်လိုက်ပါတယ်Grand Line ဆိုတာအဲ့လိုကြမ်းတဲ့တမားရဲ့သူတွေပဲရှိတဲ့နေရာဖြစ်တဲ့အကြောင်းပြပြလိုက်တဲ့အတွက်လူဖီကတော့လုံးဝသဘောကျသွားတဲ့အပြင်ဇိုရိုကလည်းမရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်စမ်းကြီးကတော့ငတုံးနေလို့ပြောပေမဲ့ဇိုရိုကသူ့ကဘာအကောင်းဆုံးဒါသမားဖြစ်ရမယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီးသူ့အသက်ကိုဆုံးလို့ဖို့ပြင်ဆင်ထားပြီးသားဖြစ်တဲ့အကြောင်းခြေပလိုက်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့ဒွန်ခရီရဲ့စစ်သည်မော်ကြီးကမျက်စိရှိရောက်နေရဖြစ်လို့ပက်တီကသတိမပြတ်ဖို့ပြောလိုက်ရပြီးအစာရေးစားရသွားတဲ့ပင်လယ်သမားတွေကလည်း Grand Line ကနေမသိပဲလွတ်မြောက်လာလို့ဝမ်းသာနေကြတော့ဒွန်ခရီကသူတို့ထပ်သွားမှဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်ထွန်းတက်တဲ့ကောင်မှန်တယ်များအရှင်းမထားတဲ့အတွက်ကန့်ကွက်သူမရှိတော့ပဲဒွန်ခရီကလည်းချက်ချင်းစားတော့ဆိုင်ကိုတိမ့်မဲ့အကြောင်းပြောနေတော့သူတို့နားကိုတိမ့်ငယ်မျက်လုံးနဲ့တစုံတစ်ယောက်ကချင်းကပ်လာခဲ့ပါတယ်အခုနိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်ဒွန်ခရီရဲ့တပည့်တွေကလည်းညာတန်ပေးရင်းနဲ့စားတော့ဆိုင်စီချီတက်နေကြတော့ရုတ်တရက်သူတို့ရဲ့တင်မော်ကြီးကအပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရပြီးအကောင်လုံးရေထဲကိုမြုပ်နေရကြောင်းလူဖီတို့လည်းသူတို့ရဲ့ဂိုရင်းမယ်ရီကိုစိတ်ပူသွားပြီးမြဲတင်မော်နဲ့ဂျရနာရီအားလုံးကိုနာမီခိုးသွားပြီဆိုတာသိလိုက်ရပါတယ်နာမီကဘယ်ရီငွေတန်း20နဲ့အားလုံးဆိုတဲ့ပင်လယ်သမားရဲ့ဝရမ်းစားကိုပဲစိုက်ကြည့်နေကြတာဖြစ်ပြီးအကောင်ကအရန်အစွမ်းထက်လုံးလို့သွားဖက်မှုမသိတဲ့အကြောင်းပြောနေကြတော့ဂျူနီနဲ့ယူဆာကူကရေထဲကိုတွန်းချခံလိုက်ရတာဖြစ်ပါတယ်သူကပင်လယ်သမားတွေစီကနေခိုးတဲ့တခုဖြစ်လို့ဒီတင်မော်ကိုယူသွားပြီဖြစ်တဲ့အကြောင်းနဲ့လူဖီတို့ကိုလည်းရေစက်မကုန်ရင်ပြန်ဆောင်ကြဖို့ပြောခဲ့တဲ့အကြောင်းဂျူနီတို့ကဖြစ်ကြောင်းကိုစင်ကိုရှင်းပြလိုက်ပါတယ်တိတ်ဝေးဝေးတော့မရောက်သေးတဲ့အတွက်လူဖီကဇိုရိုနဲ့ဥဆုကိုနာမီနောက်လိုက်ဖို့ပြောပေမဲ့ဇိုရိုကတော့အဲ့မိမကိုဒီအတိုင်းလှုပ်ပေးလိုက်ဖို့နားချလိုက်ပါတယ်ဒါပေမဲ့လူဖီကတင်မောတဲ့သူ့ရဲ့လမ်းပြကိုတမျောနေရဖြစ်ပြီးဇိုရိုကလည်းလူဖီအတီပြောနေရမှရေးမိရဲ့အတွက်ဥဆုနဲ့အတူတူလိုက်ဖို့ပြင်လိုက်ပြီမဲ့အဲ့အချိန်ပဲပင်လယ်ပြင်ထက်မှာဖျောင်းနိုင်နေထွန်းထားရင်တရွေ့ရွေ့လာနေတဲ့ဖောင်လေးပေါ်ကတိတ်ငက်မျက်လုံးမီဟော့ဆိုတဲ့သူကိုဇိုရိုကလှမ်းတွေးလိုက်ပါတယ်သူအနည်းနဲ့အလားလားရှာနေခဲ့ရတဲ့ကမ္ဘာအစွမ်းထက်ဆုံးဓာတ်သမားဖြစ်တဲ့အကြောင်းပြောပြလိုက်ပြီးဒွန်ဂရီကလည်းမီဟော့သူတို့နာကိုလိုက်လာမှသိသွားခဲ့ပါတယ်
ပုံစံကြီးလိုက်ရင်တော့တာမန်လူတယောက်လိုပဲဖြစ်ပြီးအထူးလက်နက်တွေဘာတွေလည်းမတွေ့လို့စပုံမူတွေကတယောက်တစ်ပေါက်ထင်ရပြီးပြောဆိုနေကြတာကြောင့်တိတ်ငက်မျက်လုံးမီဟော့ကသူ့ရဲ့ကြောပေါ်ကဓာတ်တက်လက်ကိုပဲကင်နေသူဖြစ်ပြီးကဘာပေါ်ကဓာတ်သမားတွေအားလုံးထဲမှာထိတ်ဆုံးဖြစ်တဲ့အကြောင်း Self ကရှင်းပြလိုက်ပါတယ်မီဟော့ကလည်းသူ့အချိန်ဖြုံးခြင်းလို့ဒွန်ခရီတို့နောက်ကိုလိုက်လာတာဖြစ်တဲ့အကြောင်းပြောတော့အချိန်တွေကိုနားမလဲတဲ့တောက်ဘောတစ်ကောင်ကတန်းတန်းနဲ့ထပ်ပစ်လိုက်ပြီးမြမီဟော့ကထိုင်ရကမထပဲကြီးစံကိုလမ်းလွှဲပစ်လိုက်ပါတယ်သူတွေးကျင်တဲ့သူကိုတက်ဆက်တွေးလိုက်ရတဲ့ဆိုလိုကလည်းရှေ့ကိုထွက်လာတဲ့အတွက်ဓာတ်သုံးချောင်းနဲ့သူ့ကိုမြင်တာနဲ့ပင်လယ်တွေများမို့ဆိုရိုနိုဝါဆိုလိုမှသိသွားကြပါတယ်သူကြားထားသလိုပဲမီဟော့ကတော်တော်လေးအစွမ်းတက်ပြီးမီဟော့နဲ့စုံကျင်လို့ပဲပင်လယ်ပြင်ကိုထွက်လာခဲ့တာဖြစ်တဲ့အကြောင်းဆိုလိုကပြောပြလိုက်ပါတယ်မီဟော့ကလည်းဆိုလိုရဲ့ရှီမန်းချက်ကိုပြန်မေးလိုက်တဲ့ကြောင့်ကမ္ဘာအကောင်းဆုံးဓာတ်သမားဖြစ်ချင်တဲ့အကြောင်းနဲ့အချိန်ဖြုံးကြည့်ရင်သူနဲ့ဒီနေရာမှာချဖို့စိန်ခေါ်လိုက်ပါတယ်မီယိုကလည်းဆိုလိုသားဓာတ်သမားစစ်တယောက်ဆိုရင်သူတို့အရေးချင်းဘလောက်กว่าလဲဆိုတာကြည့်ုံနဲ့သိနိုင်တာဖြစ်လို့ဆိုလိုကယုံကြည်မှုလွန်ကဲနေရလားအုံနောက်မရှိရလားဆိုတာမှန်းဆရခတ်သွားခဲ့ပါတယ်ဒါပေမဲ့ဆိုလိုကတော့ပြောမရပဲတက်ခိုက်ချင်နေရကြောင်းမီယော့ကလည်းသူ့လက်ပြီးမှဆွဲထားတဲ့လက်ဝါးကတ်တိုင်တွေကဓာတ်တိတ်တိတ်လေးကိုထုတ်လိုက်ပြီးရှုံးတကောင်ကိုအမဲလိုက်ဖို့အင်အားကုန်ထုတ်စီရမလို့ပဲသူ့မှလည်းဒီတက်သေးရတာပါမလာဘူးလို့ခနဲ့လိုက်ပါတယ်ဆိုလိုကလည်းနာမည်တစ်လုံးနဲ့ကြော်ကြားတဲ့သူဖြစ်နေရင်တော့ပင်လယ်သမုဒ္ဒရာကြီး၄စင်းနဲ့ဒီအရှိပင်လယ် East Blue ကလူရဲတွေကြီးပဲစုနေတဲ့နေရာဖြစ်လို့အနုတော်မှလူကျော်ဖြစ်နေတဲ့ဆိုလိုကဝလုံးကောင်းနဲ့လာတာနေရာဖြစ်ပြီးနွားချရကွက်တွေကဖားလေးလို့ကဘာကြီးအကြောင်းဘာမှမသိသေးတဲ့အကြောင်းရှင်းပြလိုက်ပါတယ်အဲ့ချိန်ဆိုလိုကလည်းပြေးလာပြီးသူ့ရဲ့အစွမ်းသက်ဆုံးတိုက်ပွဲတွေကတစ်ခုဖြစ်တဲ့ Onigiri နဲ့ပိုင်လိုက်ပြီးမြမီယော့ကသူ့ရဲ့ဓာလေးနဲ့ပဲခုခံပြလိုက်ပါတယ်ဘယ်ရန်သူကမှဆိုလိုရဲ့ Onigiri တိုက်ပွဲကိုမခုခံနိုင်ခဲ့ပေမဲ့မီယော့ကဆိုလိုလှုပ်လို့တော့မရအောင်ထိမ့်ပြလိုက်တဲ့အတွက်အားလုံးကလည်းမျက်လုံးပြူးကုန်ကြတဲ့ပြင်သူတို့နှစ်ယောက်ကြားမှာအရေးချင်းဘလောက်กว่าလဲဆိုတာဆိုလိုကလည်းရိတ်စားမိသွားခဲ့ပါတယ်ဒါပေမဲ့လက်မခံပဲစက်တိုက်ဂမူးရှိတို့ဝင်ချနေရအောင်မီဟော့ကလုံးဝဟန်ချက်ပြတ်မသွားပဲတညိုးလောက်ရှိရဲ့ဓာလေးနဲ့ဆိုလိုရဲ့ဓာသုံးချောင်းလုံးကိုအသာလေးခုခံပြနေခဲ့တာဖြစ်ပါတယ်အရှိပင်လည်းမကောင်းဆိုးအားဆိုလိုတော့မီဟော့လက်ထဲမှာကလေးတက်တာကစားခန့်နေရတာကိုမြင်နေကြရပြီးဆိုလိုကလည်းခွီးနားစီမှာပေးခဲ့တဲ့ဂတိကိုပြန်တတိယနေတော့မယ်လက်ဝက်ဆောင်နဲ့ခုတ်ချတာခံလိုက်ရပါတယ်ကမ္ဘာအတော်ဆုံးဓာတ်သမားဖြစ်လာရမယ်လို့ဂတိပေးခဲ့တာကြောင့်နေ့ရက်တိုင်းအသေးအတန်ကြိုးကြိုးဆဆလေ့ကျင့်ခဲ့ပြီးမြလေမီဟော့ကိုချစ်ရလေးတစ်ချက်မှတော့ထင်အောင်မလုပ်နိုင်ခဲ့ပဲချီကုံလက်ပန်းကျလာခဲ့ပါတယ်ဂျိုနီနဲ့ယူဆာကူကဝင်ကူညီမယ်လို့လူဖီကသွားမနောက်ဆက်ဖို့ဆွဲထားလိုက်ရပြီးဆိုလိုကလည်းသူ့လုံးဝရှုံးလို့မဖြစ်တဲ့အကြောင်းရင်းတွေကြောင့်အဆုံးသက်တဲ့ကွက်ကြားထောင်းချက်ကိုတုံးလိုက်ပြီးမြမီဟော့ကသူ့ရဲ့ဓာလေးကိုဆိုလိုရင်ဘတ်ထဲပြစ်ထည့်ပေးလိုက်ပါတယ်ဆိုလိုကနောက်ဆုတ်ဆောင်ခဲ့ရင်ရပြီမဲ့အဲ့လိုမလုပ်ခဲ့တာကြောင့်မီဟော့လည်းအကြောင်းရင်းကိုသိကျင်သွားခဲ့ပြီးဆိုလိုကလည်းသူ့သားနောက်ဆုတ်လိုက်မယ်ဆိုရင်အတိတ်မှာပြောခဲ့တဲ့ဂတိတွေအကုန်ပျက်စီးသွားနိုင်တဲ့ပြင်နောက်တစ်ခေါက်စူးစမ်းဖို့လည်းလိပ်ပြလုံတော့မှမဟုတ်တဲ့အကြောင်းပြပြလိုက်ပါတယ်အဲ့ဒါကမှတကယ်ရှုံးတာဖြစ်လို့သူ့ရဲ့နှလုံးတက်တဲ့ကိုဓာဝင်ပြီးတေးရမယ်ဆိုရင်တော့အသေးပဲခံလိုက်မယ်လို့ပြောတဲ့အတွက်ဆိုလိုရဲ့စိတ်သက်ကိုသဘောကျသွားတဲ့မီယော့ကလည်းဘရိုနိုဝါဆိုလိုဆိုတဲ့နာမည်ကိုသူမှတ်ထားပေးမယ်လို့ပြောရင်တလေးတစားရှင်းပြမျိုးကိုဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကြောင့်ကမ္ဘာအစွမ်းတက်ဆုံးဓာတ်တက်လက်ဖြစ်တဲ့သူ့ရဲ့အနက်ရောင်ဓာတ်ကြီးကိုထုတ်လိုက်ပြီးဆိုလိုကလည်းသူ့ဘဝမှာနောက်ဆုံးတက်ခတ်မှုဖြစ်သွားနိုင်တဲ့ဒီအရှင်တွေကိုအသင့်ပြထားလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း7ဖြစ်ပြီးအပိုင်း73ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်